ချူလို့ခေါ်တဲ့နာမည်ကြီးအင်ဒိုနီးရှားတရေရှာတဲ့ယူပါတယောက်ကအင်ဒိုနီးရှားနိုင်ငံဂျာဗာကျွန်းကတာယူဆိုတဲ့ဆေးရုံကြီးကိုတကူတော်တရေရှာဖို့ထွက်လာခဲ့ပါတယ်။ဆေးရုံကြီးကို1933ခုနှစ်လောက်တုန်းကတည်ဆောက်ခဲ့တာဖြစ်ပြီးသူ့ရဲ့နှစ်ပေါင်း80သက်တမ်းတစ်လျှောက်မှာအဲ့ဆေးရုံကလူနာတွေကသူနာပြုအိုကြီးတယောက်ရဲ့အရေးရောင်တွေကိုညဘက်ရောက်ရင်တွေ့နေရတတ်ပြီးဆေးရုံမှာတည်ခဲ့တဲ့လူနာတွေကလည်းမကျွတ်မလွတ်ပဲရှိနေတယ်လို့ဆိုပါတယ်။လူနာတချို့ဆိုရင်သွေးချေရာတွေကနေရန်တွေမှာပတ်ပြီးတော့ပြေးနေတယ်ဆိုပြီးတော့စိတ်ကြောင်ချောက်ချမှုတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်။ဆေးရုံကြီးကို2015ခုနှစ်လောက်မှာအပြီးတိုင်ပိတ်ပစ်ခဲ့ပြီးအခုချိန်ထိလူသူမရှိပဲဆွန့်ပစ်ခံထားရတယ်လို့ဆိုပါတယ်။ YouTube ချူမှာဖုန်းတစ်လုံးရယ်ဓာမီတစ်လုံးရယ်ကလွဲပြီးတော့ဘာမှပါမလာခဲ့ပါဘူး။ဖုန်းကတော့ YouTube မှာသူ live လွှင့်ဖို့အတွက်ယူလာခဲ့တာပါ။စင်ဝင်နဲ့စဝင်ကလေးကထူးထူးဆန်းဆန်းအတန်တွေဟိုတစားဒီတစားစပြီးကြားလာခဲ့ရပါတယ်။အင်နာချူကစင်ုံထဲမှာရှိတဲ့မကျွတ်မလွတ်သေးတဲ့နာနာဘဝတွေအကုန်လုံးကိုတကယ်ရှိလို့ရှိရင်သူ့ကိုအချက်ပေးပါဆိုပြီးတော့ပြောလိုက်ပါတယ်။အဲ့ချိန်ကနေစပြီးတော့ခြောက်ကြားစရာကြီးစပြီးတော့သူကြုံတွေ့ရတာပါပဲ။ Udah, suara-suara saja. Tunjukkan semua ejakulasi kalau memang kalian ada di sini. Lingkau. လူနာတင်ကလေးကြီးကသူ့အလိုလိုရွေးလာခဲ့တာကြောင့်ချူတယောက်ကြောက်စိတ်တွေဝင်ပြီးတော့ဂရုံကင်းနေစဖြစ်လာခဲ့ပါတယ်။ဒီတက်ပို့ပြီးတော့ကြောက်စရာကောင်းတဲ့6လက်မှုတွေကိုချူတယောက်ကြုံရအောင်မှာပါ။အိမ်နောက်စိတ်ဝင်ရဲ့အတွင်းကနေတဲ့ကိုသူဝင်ပြီးရှာကြည့်ဖို့လုပ်နေတော့မှဘယ်ကမှမသိတဲ့ခေါင်းလုံးတန်တဲ့တန်ကိုသူကြားခဲ့ရပြီးအဲ့ဒီတန်ဘဲကလာလဲဆိုတာကိုသိရဖို့လိုက်ရှာနေတော့မှာပဲ။ Weh, banyak keklik tak? Ya! Ada, ya Allah, ya Allah. ညီးတန်နေလဲကြားနေကြရပြီးသူ့နောက်ကထောက်ပေါက်တကားကသူ့လိုလိုပိတ်သွားခဲ့ပြန်ပါတယ်။ဒီတက်ပို့ပြီးထူးဆန်းတာကအခန်းတစ်ခုရဲ့အဝါကနေတစုံတစ်ယောက်ကခြူကိုထွက်ပြီးတော့ချောင်းချနေခဲ့တာပါ။ဒါနဲ့ခြူတယောက်အတော်လေးကြောင်းလန့်နေခဲ့ပြီးဆေးရုံရဲ့တခြားအခန်းတွေဘက်ကိုစက်ပြီးတော့တွားကြည့်ခဲ့ပြန်ပါတယ်။သူအဲ့ဒီဆေးရုံထဲမှာဆက်ပြီးရှိလေလေ6လက်မှုတွေကစိုးတရဆိုးလာလေးဖြစ်နေခဲ့ပါတယ်။ Astagfirullahaladzim, ya Allah. Astagfirullahaladzim. ဟိုတောင်ခန်းတစ်ခန်းထဲမှာကြောက်စရာကောင်းတဲ့ကောင်မလေးတစ်ယောက်ရစ်နေခဲ့ပါတယ်။အဲ့ဒါနဲ့ချူတယောက်ပြေးပြီးတော့ဝင်တိုက်ကြည့်ခဲ့တဲ့အခါမှာတော့အဲ့ဒီຢာကလေထဲပြောက်ကွယ်သွားခဲ့ပါတယ်။ချူတယောက်ဒူးတွေပါတုံနေပြီးဖြစ်ပြီးဒီစင်းုံတွေကနေထွက်ပြေးချင်နေခဲ့ပါပြီ။ဒါပေမဲ့သူ့ရဲ့ live stream ပရိသတ်တွေရဲ့တောင်းဆိုမှုကြောင့်နောက်တစ်ချိန်ထပ်ပြီးတော့လူနာခန်းတွေတဲကိုထပ်ပြီးတော့တွားကြည့်ခဲ့ရပြန်ပါတယ်။ထင်ထားတဲ့အတိုင်းပဲဒီချက်ပို့ပြီးတော့စိုးွားတဲ့6လက်မှုတွေထပ်ပြီးတော့ကြုံတွေ့ခဲ့ရပြန်ပါတယ်။ Bismillahirrahmanirrahim. Saya ngecium bau nggak enak teman-teman di sini. Astagfirullahaladzim ya Allah. Astagfirullahaladzim ya Allah. Ancok matamu. Astagfirullahaladzim ya. Allahu Akbar ya Allah. Ya Allah, gue apa kepenceng mana jantung anjing. လူနာခန်းတစ်ခန်းထဲမှာဆေးရုံလူနာဝက်စားနဲ့မိမတယောက်ကရင်ပေါ်မှာထိုင်နေတာကိုမြင်ပြီးချူတယောက်စွန့်အားသွားခဲ့ပါတယ်။သူမကအစားကတော့အေးဆေးဆေးထိုင်နေခဲ့တာပါ။ဒါပေမဲ့မကြခင်မှာပဲသူမရဲ့ခေါင်းကြီးကိုနောက်ပြန်လှန်ပြီးတော့ချူကိုကြည့်ခဲ့ပါတယ်။ဒီလောက်နဲ့ချူတယောက်ဒီဆေးရုံကြီးတက်ဆက်မနေရတော့ပဲ live stream ကိုအမ်းပြီးတော့ထွက်ပြေးခဲ့ရပါတယ်။ဒီဆေးရုံကြီးမှာတကယ်ပဲဘာတွေဖြစ်ပျက်နေရလဲ။ပြီးတော့ဒီဆေးရုံကြီးကခေါ်လာဟာလာတဲ့တင်းတွေအတိုင်းတကယ်ပဲ6လခံနေရလား။
ဒါမှမဟုတ်လောက်ချံဖန်နေကြလားကျွန်တော်ဒီဗီဒီယိုကိုလောက်ချံဖန်နေကြရလို့မမြင်ဘူးဗျဘာလို့လဲဆိုတော့ပထမဆုံး तू က live stream လုပ်နေတာဖြစ်ပြီးတော့ဒီရှေ့မှာဆိုလို့ရှိရင်ဒီကောင်မလေးတယောက်ကိုပြေးပြီးတော့ဝင်တိုက်တယ်ဒါပေမဲ့အဲ့ကောင်မလေးက live stream ထဲမှာပြင်လေထဲမှာနေပျောက်သွားခဲ့တယ်အဲ့ဒီအချက်ကလည်းတော်တော်လေးကိုထူးဆန်းတယ်ပေါ့နော်ပြီးနောက်တစ်ချက်ကကျွန်တော်တို့လူတယောက်ကခေါင်းကြီးနောက်ပြန်လန်ပြီးတော့မကြည့်နိုင်ဘူးလို့တော့ထင်တာပဲအဲ့တော့ပရိသတ်ကြီးရဲ့ထင်မြင်တွေကို comment မှာရေးသားခဲ့ကြပါအောင်ဗျဒီဗီဒီယိုကတော့ဂျပန်နိုင်ငံရဲ့အိမ်နောက်ဖေးလမ်းကြားတစ်ခုမှာမိမတယောက်ကပေါ်လာလိုက်ပျောက်လာလိုက်ဖြစ်နေခဲ့တာကိုရိုက်ကူးမိထားတာပါအတော်လေးထူးဆန်းတာမလို့ဗီဒီယိုကိုတစ်ချက်လောက်ကြည့်လိုက်ပါအောင်ဗျာပျောက်လာလိုက်ပေါ်လာလိုက်နဲ့တော်တော်ကိုအလုံးရှုံနေတာပါသူတို့ရောဒီအရာကိုဘယ်လိုထင်ရှားလဲဗျာဒါကတကယ်ပဲတည်ရလားမျက်လက်ပြနေရလားဆိုတော့သင်တို့ပဲစဉ်းစားကြည့်ကြပါဒီချောက်ချားစရာဗီဒီယိုကိုတော့လွန်ခဲ့တဲ့နှစ်အနေငယ်ကအင်ဒိုနီးရှားနိုင်ငံဂျာဗာကျွန်းနောက်ပိုင်းကနေရိုက်ကူးထားမိခဲ့တယ်လို့ဆိုပါတယ်ဒီဗီဒီယိုမှာတော့လူနှစ်ယောက်ညဘက်အတော်နဲ့ချိန်မှာဆိုင်ကယ်မောင်းရင်းနဲ့ဂျုံနှွေးခဲ့ကြရတာပါဗီဒီယိုကိုတစ်ချက်လောက်ကြည့်လိုက်ပါအောင်ဗျ Đấy, còn có balik ayo balik ayo mana ayo nelayan nelayan anjing nanta bu dak letik nama ih sih Allah nanta la ilaha illallah nanta bu Astagfirullahaladzim nanti itu la ilaha illallah la ilaha illallah la ilaha illallah la ilaha ဒီလူနှစ်ယောက်ဖျားစာတွေဇက်တိုက်ရွတ်နေခဲ့ပါတယ်သူတို့နားရောက်ခါမှဖြူဖြူရောနဲ့ကလေးမလေးကလေပေါ်ခုန်တက်သွားတာပါဒီဗီဒီယိုကိုဘယ်လိုမြင်ကြလဲဗျကွန်မန့်မှာမှန်သွားခဲ့လို့ရပါတယ်ဒီလိုခြောက်ခြားစရာဗီဒီယိုတွေကိုကြည့်ရတာကြိုက်တဲ့သူဆိုရင်တော့ကျွန်တော်တို့ Voice Sky Channel လေးကို follow လုပ်ထားလိုက်ပါဗျ